အတားသပင်ဒီပွဲမြူးမြူးကြွားကြွားစီရိုတဲ့ညမဆဲနဲ့ကူတကူလာလောကကြီးမှာပြောတယ်ဗျအတားပွဲမှာဆုံးတွေ့ရမူကောင်းကင်မှာကျင်းနေလားကဘာမြေတစ်ခွင်မောင်နဲ့နှမနေနေလားရွှေနေမြပြောမကုန်ရှုမဝချောချောမောမောလာလာပပကမမကိုယ်တိုင်ကအတားသပင်ဒီပွဲမြူးမြူးကြွားကြွားစီရိုတဲ့ညမဆဲနဲ့ကူတကူလာလောကကြီးမှာပြောတယ်ဗျအတားပွဲမှာဆုံးတွေ့ရမူကောင်းကင်မှာကျင်းနေလားကဘာမြေတစ်ခွင်မောင်နဲ့နှမနေနေလားရွှေနေမြပြောမကုန်ရှုမဝချောချောမောမောလာလာပပကမမကိုယ်တိုင်ကအတားပွဲမှာဆုံးတွေ့ရမိမရနိုင်ဘူးဗျဒီလိုချိန်မှာတွေ့ကြရမုန်းပါဘူးတဲ့ဗျအတားပွဲမှာဆုံးတွေ့ရမိမရနိုင်ဘူးဗျဒီလိုချိန်မှာတွေ့ကြရမုန်းပါဘူးတဲ့ဗျတူတူပပမြူးမြူးကြွားကြွားတေးတန်လှလှတူတူပပမြူးမြူးကြွားကြွားတေးတန်လှလှကချင်နိုင်ကလေးတွေပွဲမထုတ်ရကမမကိုယ်တိုင်ကမမကိုယ်တိုင်